အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ IT industry ကိုလုံးဝလှုပ်ခတ်စေမဲ့ဒါသတင်းတစ်ခုကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်အဲ့ဒါတော့ Computex 2026မှာ Nvidia ကနေမှာတကယ်ကို PC industry ကိုလှုပ်ခတ်စေမဲ့ processor platform တစ်ခုကိုအသစ်ကြီးညာလိုက်တာပေါ့နော် Okay အကောင်ကတော့ဒီ GPU တစ်ခုတည်းမဟုတ်ဘဲနဲ့ CPU GPU AI engine တွေအကုန်လုံးကို chipset တစ်ခုတည်းမှာပေါင်းထားတဲ့ Nvidia RDA Spark Super Chip ပဲဖြစ်တယ်ပေါ့နော်Nvidia CEO Jensen Huang ကကျွန်တော်တို့ဒီ reinvent PC လို့တောင်သူကဒီ chipset ကိုအသုံးပြုမဲ့ PC တွေအတွက်ကိုခေါ်ခဲ့တယ်ပေါ့နော်ဒါလုံးဝ sensitive မှုအသစ်ပေါ့နော် Okay အဲ့တော့ကျွန်တော် Nvidia ရဲ့ RDA Spark ဆိုတာဘာလဲဆိုတာကျွန်တော်ကြည့်ရအောင် Okay Nvidia RDA Spark ဆိုတာကတော့ Nvidia ရဲ့ပထမဆုံး Windows laptop လဲလာမယ် PC လဲလာမယ် full processor platform ဖြစ်မယ်ပေါ့နော်အဲ့တော့သူကဘာတွေပါဝင်မလဲဆိုရင်ကျွန်တော် Nvidia Blackwell RDA GPU ပါမယ် Nvidia Grace CPU ပါမယ် AI engine ပါမယ်ပြီး Unified Memory ပေါ့အကုန်လုံးတစ်ခုတည်းကိုကျွန်တော် chipset တစ်ခုတည်းကိုပေါင်းထားတဲ့ SoC ပေါ့နော် System on Chip Design ပုံစံမျိုးသွားမှာပေါ့နော်အဲ့တော့ကျွန်တော် Unified Memory ဆိုတာဘာလဲဆိုတော့ဒါသိဖို့လိုရပေါ့နော် Unified Memory ဆိုတာကတော့ကျွန်တော် CPU နဲ့ GPU က memory တစ်ခုတည်းကိုပဲအတူတူ share လုပ်တဲ့ architecture ပေါ့နော်အရင်တော့ကျွန်တော်တို့ဒီပုံမှန် laptop တွေမှာဆိုရင်တော့ဒါ CPU နဲ့ GPU နဲ့ခွဲထားတယ်CPU ကဒါ RAM 16GB DDR5 ပါတယ်ဆိုရင် GPU က VRAM 8GB က DDR6 ပေါ့နော်သူကတက်သွားမှာပေါ့နော် Okay ဥပမာ RDA 4060 laptop မှာဆိုရင်ကျွန်တော်တို့က RAM ကတက် RDA 4060အတွက်က 8GB ပေါ့နော် GPU က RAM ကိုဓာတ်ရိုက်မသုံးဘူး data တွေကလည်းကျွန်တော်တို့ဒီ RAM တွေ VRAM တွေကူပြောင်းပြီးတော့သုံးရတယ်ပေါ့နော်Unified Memory မှာတော့ကျွန်တော်တို့က CPU နဲ့ GPU နှစ်ခုလုံးက memory pool ကတစ်ခုတည်းသုံးတယ်ဥပမာ RDA Spark မှာဆိုရင် Unified Memory 128GB တောင်ပါမယ်အဲ့တော့ဆိုရင်ကျွန်တော် CPU ကလည်းသုံးနိုင်တယ် GPU ကလည်းသုံးနိုင်တယ် AI engine ကလည်းသုံးနိုင်တယ်ဒီ 128GB ကိုလို့ဆိုလို့သုံးကြမှာပေါ့နော် Okay အဲ့တော့အတူဆုံးအနေနဲ့အဓိကပါဝင်တဲ့ specification လေးကြည့်အောင် CPU ကတော့20 core เนาะcore 20တောင်ပါမှာ Grace CPU သုံးမယ် MediaTek နဲ့ပူးပေါင်းပြီးတော့ဖန်တီးထားတာပေါ့နော်AI architecture ကိုအသုံးပြုမယ်GPU ကတော့ Blackwell RDA GPU ကိုသုံးမယ် AI performance ကိုသုံးမယ် memory အနေနဲ့ကတော့ကျွန်တော်တို့ကတော့ up to 128GB Unified Memory ကိုသုံးမယ်MB DDR5H ကိုသုံးမယ်ဒါကတော့ 6GB per second ပေါ့နော် NVLink ပေါ့နော်ဒါတို့ရဲ့ Nvidia ရဲ့ technology တွေသုံးမယ်ပေါ့နော်AI ကတော့ကျွန်တော်တို့ဒီ local AI agent တွေကိုပို့ပြီး run နိုင်မယ်ပေါ့နော် cloud တွေပါကျွန်တော်တို့သိစိတ်ပူစရာမလိုတော့ဘူး online တွေပါသိစိတ်ပူစရာမလိုတော့ local AI agent ကိုကျွန်တော်တို့က RAM မယ်ပြီးတော့သူပြောခဲ့တာတော့120 billion parameter AI model ထိတောင် run နိုင်မယ် cloud မလို့ပဲ laptop ပေါ်မှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ personal assistant တွေကိုယ့်ရဲ့ personal AI တွေကလုံးဝကိုယ့်ရဲ့ laptop ဒီအသစ်ထွက်လာမယ့် laptop တွေမှာပါဝင်တဲ့အတွက် AI technology ကလုံးဝအကျဉ်းသားတွေတော့ဖြစ်သွားမှာပေါ့နော်အဲ့တော့ဘာတွေအားသာသွားမလဲဆိုရင်တော့ကျွန်တော်တို့ဒီ AI laptop kit အသစ်ဖြစ်သွားမယ်ပေါ့နော် AI laptop kit ကိုမှလုံးဝအသစ်ဖြစ်သွားမယ်ပြီးတော့အရင်ကိုပိုင်းလောနဲ့ဒီ PC ပေါင်းတာတွေထက်အများကြီးပို့ပြီးတော့ performance ပို့ပြီးမြင့်သွားမယ်ဒီ ChatGPT style assistant တွေပါလာမယ်ပြီး AI video editing တွေကောင်းကောင်းသုံးလို့ရမယ် AI coding တွေ AI agent တွေကိုကိုယ့်ရဲ့ device ပေါ်မှာပဲသေချာ run နိုင်မယ်ပေါ့နော် cloud server တွေအားကိုးစရာမလိုတော့ဘူးပေါ့နော်creator တွေအတွက်ကတော့ကျွန်တော်တို့က 12K video editing တွေ AI video generating တွေပြီးတော့ runner ချတယ်ပေါ့နော် runner 3D runner တွေ Adobe Photoshop AI တွေ AI ပေါ့နော် Premiere Pro AI တွေကိုလုံးဝအမြင်မြန်ဆက်ဆံ run နိုင်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ gamer တွေအတွက်ပေါ့ gamer တွေအတွက်ကတော့ဒီ Nvidia ပြောင်းရဆိုရင် RDA Ray Tracing တွေဒီ SS 4.5 Reflex G-Sync တွေကို support လုပ်မယ်ပြီးတော့1440ရှိတဲ့ P ပေါ့နော် 140P ရှိတဲ့ Triple A game တွေကိုကျွန်တော်တို့100+ FPS တွေ run နိုင်မယ်အဲ့ chips ကဟုတ်ပြီနော်အဲ့တော့100+ FPS နဲ့ကျွန်တော်တို့ A3 လုံး game တွေကိုစော့အောင်ပါ share ပဲစဉ်းစားလို့တော့မရဘူးဟုတ်ပြီနော် share ပဲအရန်ကောင်းပါပဲစော့လို့เนาะကိုယ့်ရဲ့ laptop တစ်လုံးနဲ့ download တဲ့ PC နဲ့ပေါ့เนาะ Okay အဲ့တော့ battery life ကတော့ AMD architecture ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီ Intel Ultra တွေခုကျွန်တော်ရင်တော့ဗီဒီယိုမှာပြောတဲ့ AMD Ryzen AI လို့ခေါ်တဲ့ high performance laptop တွေထပ်ပို့ပြီးတော့ battery ကတော့ပို့ပြီးတော့ခံနိုင်ဖို့အတွက်သူတို့ကရည်ရွယ်ထားရပါတော့ဒီအဓိကတော့ MacBook ရဲ့ Apple Silicon chipset နဲ့ဒါရိုက်ပြိုင်မယ်လို့တော့မြင်ကြတာပေါ့เนาะဒီIT industry ကတော့ဘယ် brand တွေထွက်မလဲပေါ့เนาะ laptop ထဲမှာခုဒီ computer state မှာသူပြောသွားတဲ့ brand တွေကတော့ Acer ရဲ့ Asus Dell HP Lenovo Surface MSI Gigabyte ပေါ့เนาะဒီ RDA Spark laptop တွေကိုဒါကတော့2026ကနေနောက်ဆုံး2026အကျော်ကပေါ့နော်ဒါမှမဟုတ်2026ကုန်ပိုင်းလောက်ကနေစပြီးတော့စတင်ရောင်းချမယ်လို့ Nvidia ပြောတယ်ပေါ့နော်
Okay အဲ့တော့ Nvidia RTX spec ခု Intel AMD ဟုတ်ပြီနော်ပြီးရင်ခု Nvidia RTX spec ကိုမှတ်ရတော့မယ်ဟုတ်ပြီနော် generation တွေ model တွေ CPU နာမည်တွေအသစ်တွေမှတ်ရတော့မယ်မှတ်ရတာများနေဟုတ်ပြီနော်အဲ့တော့နောက်ဆုံးအနေနဲ့ကတော့ Nvidia RTX spec ကRTX GPU တခုတည်းမဟုတ်ဘဲနဲ့ CPU, GPU, AI processor တွေကို chipset တစ်ခုတည်းပေါင်းထားပြီးတော့ဒီ AI laptop processor အသစ်ပုံစံမျိုးသွားမယ်ပေါ့နော်ပြီး 128GB unified memory ကလည်းကျွန်တော်တို့ကဒီ AI power တွေပြီးရင် Blackwell RTX graphics တွေနဲ့ AI gaming တွေ video editing တွေနောက်တစ်ဆင့်ဒီ PC လောကကိုစတင်မဲ့ platform ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ထွက်လာမှာပဲဒီ laptop တွေကိုသုံးကြည့်ရမယ်review တွေလုပ်အောင်မယ်ပေါ့နော်ဒီကောင်ကတော့ PC processor ကိုဒါ Intel Core Ultra တွေ AMD Ryzen AI တွေပြီးရင် Apple series တွေ M series တွေပေါ့နော် Snapdragon 8 Elite တို့နဲ့ဓာတ်ရိုက်ရှင်ပြိုင်မှုတဲ့ဒါဆို processor အသစ်ထွက်လာတာပေါ့နော်ကျွန်တော်တို့ PC တွေ computer တွေ laptop တွေတော့ပေါ့နော် Okay အဲ့တော့ဒါအသစ်ထွက်လာတဲ့CPU တွေကြီးညာသွားပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့စောက်ပြီးတော့ဒါပဲ laptop တွေလာမလဲlaptop တွေ performance တွေပြန်ပြီးတော့ဆက်လက်ပြီးတော့ကျွန်တော် review လုပ်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်